ကဲဒီနေ့တော့ premium ဖြစ်ပြီးတော့ result အရန်ကောင်းတဲ့ အေးဆုံးကုသမှုလေးလုပ်ပါမယ် brand ကတော့ ASC brand မှာမျက်နှာကတော်တော်လေးညစ်နေပြီးတော့ပေါ့နော်မဲတယ်လို့ခံစားရလို့ခီးမသွားခင်လေးလှချင်လို့ပေါ့နော်ကုသမှုလေးလုပ်တာပါဒါကတော့ cleansing အရင်လုပ်တယ်ပြီးရင်တော့ထုံဆေးလေးလူမယ်ပေါ့နော်ဒီအေးဆုံးကုသမှုကလေအကြောက်တဲ့သူတွေလည်းလုပ်လို့ရတယ်နော်မတို့ထုံဆေးလူပြီးမှလုပ်တာဖြစ်တဲ့အတွက်အရန်မနာဘူးသူကဆေးထိုးတာလည်းမပါဘူးလုပ်တာကဒီ microneedling set လေးနဲ့ပဲလုပ်တာဆိုတော့နည်းနည်းဆက်ဖြင်းအောင်လောက်ပဲပေါ့နော်ဆိုတော့ထုံဆေးလေးလူမယ်ပြီးတော့ကုသမှုလေးလုပ်မယ်ပေါ့နော်ဆိုတော့ဒါကASC အေးဆုံးကုသမှုလေးဖြစ်ပါတယ်လုပ်ပြီးမှတော့ဒေါက်တာကောင်းမြတ်ပေါ့နော်ပုံမှန်တော့ဒေါက်တာမေဂျူနဲ့လုပ်မလို့ဆရာမကအဲ့တော့ခွဲစိတ်ထားတော့ခွင့်ယူထားလို့ပေါ့နော်ကိုဆရာကိုပဲအပူကတ်လိုက်ပါတယ်ဆိုတော့ဒါလေးကတော့ treatment စလုပ်နေပြီပေါ့နော်တကယ်ကိုအကြောက်တဲ့သူတွေလည်းလုပ်လို့ရတယ်နော်နည်းနည်းဆက်ဖြင်းအောင်လွဲပြီးတော့အရန်ကြီးနာတဲ့ကုသမှုမျိုးမဟုတ်ဘူးဒါလေးကတော့မျက်နှာတစ်ခုလုံးလုပ်တာပေါ့နော်လုပ်တယ်အဲ့ခါမှာပြီးသွားရင်တော့ဒီကုသမှုလေးဒီလိုပဲမျက်နှာလေးအဲ့လိုရဲနေတတ်တယ်အဲ့ဒါကြောင့်အမားတို့ကအေးဆုံးမလုပ်ခင်ပေါ့နော်ဘယ်သွားဖို့ရှိလဲဆိုပြီးတော့မေးတာပေါ့မျက်နှာတော့ဒီတရက်နဲ့နီးနိုင်တဲ့အတွက်အဲ့ရက်တွေကတော့အိမ်ထဲမှာနေတော့ပိုကောင်းတယ်တော့ဒါတော့ကျမရဲနေတာလေးပေါ့နော်ပြီးရင်တော့ mask လေးကပ်ပါတယ်ဒီအခုကတ်တ mask ကတော့ ASC ရဲ့အေးဆုံး mask ပေါ့နော်ပုံမှန်တော့မတို့ဒီ treatment တွေမှာတော့မပါဘူး ASC mask ကပ်မယ်ဆိုရင်တော့တက်ထပ်ပြီးတော့ပြောရမယ်ပေါ့နော်ဒီ ASC mask ကျတော့သူကအေးဆုံး mask ပေါ့ဒီအနာကျက်နှုံကိုပုံမြန်စေတယ်အဆိုတက်ပူရစေတဲ့ဟာမျိုးလေးပေါ့နော်ဆိုတော့ဒီ mask လေးကပ်လိုက်တယ်ပြီးသွားရင်တော့ဒီမှာလက်ပုံနေတဲ့ဟာတွေပေါ့နော်ပုံနေတော့စီးကြလာလို့အဲ့ဒါတွေကို level လေးလူလိုက်ပါတယ်အချိန်မှာတော့သမီးတော်တွေကပြန်သွားပြီဆိုတော့ကိုတယောက်တည်းကိုနီကိုဟန်နဲ့လုပ်ရတာပေါ့နော်ဆိုတော့ mask ကတော့ခဏပါပဲအကြမ်းမြင့်7မိနစ်လောက်ပဲကတ်လိုက်တယ်ပြီးတော့ခွာတယ်ပေါ့နော် result ကတော့4-5ရက်လောက်ဆိုစပြီးသိတာလိမ့်မယ်ဆိုတော့အေးဆုံးလုပ်ပြီးသွားရင်တော့မျက်နှာရဲမယ်နော်တရက်နဲ့တော့မျက်နှာလေးရဲလိမ့်မယ်အဲ့ဒါလေးကိုတော့နည်းနည်းလေးသတိထားပေးဖို့လိုတယ်ဆိုတော့ဒါကတော့ဒီလုပ်ပြီးနောက်ရက်ပေါ့နော်မျက်နှာလေးရောင်နေပြီနည်းနည်းလေးရဲနေရပေါ့နော်ဆိုတော့အဲ့ရက်ဒီမှာတော့ဒီတရက်ကိုတော့အမ skin care လည်းမလူခိုင်းသေးဘူးဆိုတော့နေဘူးလည်းမထွက်တာပိုကောင်းတယ်ဆိုတော့အမကတော့ဆေးကန်ကိုအဲ့ဒီရုံနဲ့ပဲထိုင်လိုက်တယ်ပေါ့နော်ဆိုတော့အဲ့ရက်ကလာတဲ့ကာဆာမှာတော့လန့်သွားမလားမသိဘူးဆိုတော့ဒါတော့အဲ့လိုရက်လေးဒါတော့ second day ပေါ့နော် second day မှာတော့နီရာနည်းနည်းကြာလာပြီဒါပေမဲ့တေချာကြည့်ရင်အသားဖက်လေးကွာနေတယ်ဆိုတော့အဲ့ချိန်မှာလည်းအမကဒီမျက်နှာကိုကျန်းတန်းတုပ်တာမျိုးတွေဒီ cleansing water သုံးတာမျိုးမလုပ်ခိုင်းသေးဘူးပေါ့နော်ဒီချိန်မှာလည်းအမကမျက်နှာကိုရေလောင်းနေပဲတက်တယ်ပြီးဘာမှတိတ်မလူသေးဘူး moisturizer လောက်ပဲလူတယ်ပေါ့နော်ဒါတော့ day 3မှာသူအဖက်လေးစလန်လာပြီပေါ့နော်ဆိုတော့မျက်နှာညစ်လေးဖြစ်တာနေအဖက်လေးလန်လာပြီဆိုတော့အဲ့ဒီအဖက်လေးလန်သွားပြီးတော့မျက်နှာတေချာတက်လို့ရပြီကျန်တဲ့ make up တနခါလူချင်းလူလို့ရပြီပေါ့နော်ဆိုတော့ဒါကတော့ day 4ပါအဲ့ချိန်မှာတော့မျက်နှာတက်ပြီးဒါပေမဲ့ make up မလူထားဘူးပေါ့နော်ဒါ sunscreen လေးပဲလူထားတာအသားရည်လေးကကြည်မန်းတည်တာလာပြီပေါ့နော်ဘာမှတိတ်မလူထားဘူးဒီဟာလေးကတော့ဒါပွဲမှာပေါ့နော်ဒီဘာမှမလူထားဘဲနဲ့တော့မျက်နှာအသားရည်လင်းပြီးတော့ကြည်ပြီး glow နေရလေးကိုအရင်ကြိုက်တယ်ပေါ့နော်ဆိုတော့တကယ်လို့ကိုကတက်လက်တက်နိုင်တဲ့ treatment တွေလုပ်နေရဘာမှသိထိရောက်မှုမရှိဘူးလို့ခံစားရပြီဆိုရင်ဒီ premium brand အေးဆုံးလေးလုပ်လို့ရတယ်နော်ဆိုတော့ဒီ ASC brand ကကြတော့ဒီကမ္ဘာတဝန်းမှာပေါ့နော် paper တွေ test တွေအများဆုံးလုပ်ထားတဲ့ဒီကယုံကြည်စိတ်ချရတဲ့ brand ဖြစ်တယ်လုံးဝ premium brand ပေါ့နော်သူမှာအေးဆုံးကလည်း billion နဲ့ချီပြီးပါတဲ့အတွက် result ကပိုထိရောက်တယ်ပိုပြီးတော့မြန်တယ်ပေါ့နော်အဓိကတော့သူကဒီအေးဆုံးလုပ်တယ်ဆိုရင်မတို့ကအသားရည်တွေကြည်လာတယ်ပြီးသူကအသားရည် elasticity ကိုမြင့်တင်ပေးတဲ့အတွက် triple တွေတက်တာလာတယ်အသားရည်ကလုံးဝ glass skin လိုမျိုးglow လာတဲ့ပုံစံမျိုးပေါ့နော်ပြီးရင်တော့မျက်နှာမှာရှိတဲ့အမဲဆက်တွေအမာရွတ်တွေကိုတက်တာစေတယ်သူကဒီအနာကျနှုံးလည်းမြန်စေတယ်ပေါ့နော်ဆိုတော့ကိုက treatment တွေလုပ်နေတယ်တိတ်ပြီးတော့တိတာတယ်စိတ်တိုင်းတိတ်မကြဘူးဆိုတော့ဒီ ASC အေးဆုံး brand လေးကိုလုပ်ကြည့်ဖို့အကြံပေးချင်ပါတယ်နော်သူတော့တစ်လားတစ်ချိန်လုပ်လို့ရတယ်တိတာ result ရဖို့တော့4-5ချိန်လောက်လုပ်ရင်တော့ပိုကောင်းပါတယ်နော်တတာ